လူတော်တော်များများကခွေးနဲ့ကြောင်လေးတွေကိုအဖော်ရယုံသက်သက်မွေးခဲ့ကြပေမယ့်တကယ်တမ်းမှာတော့သူတို့လေးတွေကသူတို့သခင်တွေရဲ့အတွက်အဆောင်ရှောက်ကောင်းတွေဖြစ်လာခဲ့ပါတယ်။အော်ချခြင်းခံရတဲ့ခွေးလေးကြောင်လေးတွေဟာလူလေးမမြင်နိုင်တဲ့သတိမထားမိတဲ့အန္တရာယ်တွေကိုကြိုတင်သိမြင်နိုင်တဲ့စက်ထမအာယုံတွေရှိကြပါတယ်။သူတို့ဟာပတ်ဝန်းကျင်မှာပုံမှန်မဟုတ်တဲ့အတန်ဒါမှမဟုတ်တုန်ခါမှုတွေကိုလူတွေထက်အစာပေါင်းများစွာပုံမခံစားနိုင်ကြပါတယ်။အိမ်ထဲကိုတခိုးဝင်တာမီးလောင်တာဒါမှမဟုတ်မကြခင်မှာအန္တရာယ်ကြားရောက်တော့မဲ့အခြေအနေမျိုးတွေမှာသူတို့ကနီလန်းမျိုးစုံနဲ့သတိပေးတတ်ကြပါတယ်။သိပ္ပံနည်းကျလေးလာမှုတွေအရာဆိုရင်တော့ခွေးတွေဟာသူတို့သခင်ရဲ့ခန္ဓာကိုယ်မှာဖြစ်ပေါ်နေတဲ့ယောဂလက္ခဏာတွေဥပမာတကြားတက်ကြဆင်းတာအတက်ယောဂမဖြစ်ခင်အခြေအနေတွေကိုတောင်မှကြိုတင်သိရှိပြီးသတိပေးနိုင်စွမ်းရှိကြတယ်လို့ဆိုပါတယ်။ကြောင်လေးတွေရဲ့ရင်ဘက်ကထွက်လာတဲ့အတန်လေးတွေဟာလေလူတွေရဲ့သွေးပေါင်ချိန်ကိုကျစေပြီးစိတ်ဖိစီးမှုကိုရောကျစေတယ်လို့ဆိုပါတယ်။ဒါအပြင်လူတွေဟာတမျိုးမျိုးကြောင့်စိတ်တက်ကြနေတဲ့အချိန်ဒါမှမဟုတ်ဝမ်းနည်းနေတဲ့အချိန်တွေမှာအိမ်မွေးခွေးလေးကြောင်လေးတွေနဲ့အတူရှိနေခြင်းကစိတ်ကိုတည်ငြိမ်စေတာလည်းဖြစ်ပါတယ်။သူတို့တွေဟာစကားမပြောတတ်ကြပေမဲ့သခင်တွေရဲ့ခံစားချက်ကိုနားလည်ပေးနိုင်တဲ့အကောင်းဆုံးသောနားထောင်သူတွေလည်းဖြစ်ကြပါတယ်။အကောင်းဆုံးအချက်ကတော့တရိတ်ဆန်လေးတွေရဲ့မြစ်တာဟာအပေးယူမရှိပဲသူတို့ဟာသူတို့ရဲ့အသက်ကိုယ်တော်ပဒါနမထားပဲသခင်တွေကိုကာကွယ်ပေးတတ်ကြပါတယ်။ What is? Ow! Okay, okay. သူတို့သခင်တွေတနည်းနည်းနဲ့အန္တရာယ်ကြားရောက်တော့မှာကိုသူတို့ကြိုတင်သိရှိလာတဲ့အချိန်အတင်းကိုလာဆွဲထုတ်ပြီးမောင်းထုတ်ခဲ့သလိုတကယ်လို့သာအဲ့ဒီလိုကူညီဖို့အချိန်မမီတော့ဘူးဆိုရင်တော့သူတို့ကိုယ်တိုင်တောင်မှသခင်တွေရဲ့အန္တရာယ်ရှိကနေကာကွယ်ပေးပြီးအသက်ကိုယ်တော်မှအသေးခံရဲကြသူတွေဖြစ်ပါတယ်။